အားလုံးပဲမင်္ဂလာပါခင်ဗျာမင်းလိုက်တီ MN Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တစ်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့မိသားစုတစ်ခုရဲ့ခီးစဉ်တစ်ခုကနေစတင်ပြီးတော့ထိတ်လန့်စရာတန်တရားတွေနဲ့ပြည့်နေတဲ့လျှို့ဝှက်ထောင်ချောက်တစ်ခုတည်းကိုဝင်သွားကြတဲ့အကြောင်းပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဇာတ်လမ်းလေးကိုစတင်လိုက်အောင်ခင်ဗျာကိုကျော်တို့မိသားစု3ယောက်ဟာပဲခူးမြို့မှာဒေါ်လန်ကနေပြီးတော့ရန်ကုန်ကိုကားနဲ့ခီးထွက်လာခဲ့ကြပါတယ်မိုးအေးလေးနဲ့လမ်းကလည်းလူရှင်းနေတာကြောင့်ကိုကျော်ကကားကိုအရှေးမြဲမောင်းနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲလမ်းလေကောင်မှလူတယောက်ရက်နေပြီးတော့ရှေ့ဆက်မသွားနဲ့ပြန်လဲခဲ့နော်မဟုတ်ရင်သေလိမ့်မယ်ဆိုပြီးတော့ဒူးဆန်းစွာအော်ဟစ်တတိပေးနေပါတယ်။ကိုကျော်ကတော့ရမူးသမားတယောက်လို့ထင်ပြီးတော့အရေးတယူမရှိဘဲနဲ့ကားကိုဆက်မောင်းသွားခဲ့ပါတယ်။ဒါပေမဲ့အဲဒီလူရဲ့စကားတွေကြောင့်ပဲနွယ်နွယ်ဟာစိတ်ထဲမှာထင်ကနေဖြစ်သွားပါတယ်။နွယ်နွယ်ဆိုတော့ကိုကျော်ရဲ့ဇနီးပဲဖြစ်ပါတယ်။ကားကိုဆက်မောင်းလာရင်းနဲ့သူတို့ဟာလမ်းဘေးမှာကားပြက်တွေအများကြီးကိုတွေးလိုက်ရပေမဲ့ကိုကျော်ကတော့ကားဟောင်းကားပြက်တွေထားတဲ့နေရာဖြစ်မယ်လို့ထင်လိုက်ပါတယ်။တကယ်တော့အဲ့ဒီကားတွေဟာဒီလမ်းပေါ်မှာဖြတ်တန်းခဲ့တဲ့ခရီးသည်တွေရဲ့အဆုံးသက်အမှတ်အသားတွေဖြစ်နေခဲ့တာပါ။မကြာခင်မှာပဲသူတို့ဟာတရားကြီးတစ်စင်းစီကိုရောက်လာခဲ့ကြပါတယ်။အချိန်မမြန်နဲ့မောင်းလာတဲ့အချိန်မှာပဲမမျှော်လင့်ထားပဲကားကတရားပေါ်ကနေပြုတ်ကျလူဆဲဆဲဖြစ်သွားပါတယ်။အကြောင်းကတော့တရားကအလဲကနေပြီးတော့ထပ်ပိုင်းကျိုးနေတာကြောင့်ဖြစ်ပါတယ်။နည်းနည်းကနောက်ကျသွားခဲ့ရင်တော့မိသားစု3ယောက်စလုံးအသက်ဆုံးရှုံးသွားနိုင်ပါတယ်။အဲဒီအချိန်မှာပဲကိုကျော်ဟာသူတို့ကိုလမ်းမှာတတိပေးခဲ့တဲ့လူထူးဆန်းကြီးကိုသွားတတိရမိလိုက်ပါတယ်။ဒါပေမဲ့အခုတော့နောက်ကျသွားပြီလားဆိုပြီးတော့တကိုယ်ရဲတိုးတိုးလေးရေရွတ်လိုက်မိပါတယ်။သူတို့ကပြန်လဲဖို့ဆုံးဖြတ်လိုက်ပြီးတော့ကားကိုလှည့်မောင်းလာခဲ့ကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကဘလို့ပဲလှည့်မောင်းကားကတရားစီကိုပဲထက်ကပြန်ရောက်လာခဲ့ကြတာပါ။ကားကိုတဲ့ပဲမောင်းပြီးတော့ဘယ်နေရာမှမကွေ့ပဲမောင်းခဲ့ပြီမဲ့နောက်ဆုံးမှာတော့တရားကြီးရှေ့ကိုပြန်ရောက်လာကြတာပါတစ်ချိန်နှစ်ချိန်10ချိန်ကျော်သူတို့ကလမ်းတစ်ခုတည်းကိုပတ်ချလင်းတယ်လို့ဖြစ်နေပါတယ်အချိန်ကြာလာတာနဲ့အမျှကားဟာလည်းစီကုံသွားခဲ့ပါပြီဒေါနက်ကြီးအလဲမှာဖုံးလိုက်မရှိလူမရှိကားလည်းမရှိတဲ့နေရာမှာစီကုံသွားခဲ့တာဟာအလွန်ကိုအန္တရာယ်များလွန်းလာပါတယ်ကိုကျော်ကမိမနဲ့ကလေးကိုကားထဲမှာနေခိုင်းပြီးတော့အကူကြီးရှာဖို့အတွက်ဆင်းသွားမယ်လို့ပြောပါတယ်ဒါပေမဲ့မတ်ဆူကတော့အတူတူရှိနေရင်ပိုကောင်းမယ်လို့ပြန်ပြောလိုက်တဲ့အခါမှာ3ယောက်စလုံးကကားကိုထားခဲ့ပြီးတော့လမ်းအတိုင်းလျှောက်သွားကြပါတယ်။ဒါပေမဲ့ဘလောက်ပဲလျှောက်သူတို့ဟာတရားနာကိုပဲပြန်ရောက်နေကြတာပါ။အဲဒီချိန်မှာပဲကိုကျော်ဟာတရားနာမှာထူးဆန်းတဲ့ဆိုင်းဘုတ်တစ်ခုကိုမြင်လိုက်ရပါတယ်။ဘေးနားမှာလည်းအောက်ကိုဆင်းသွားတဲ့မိသားလမ်းလေးတစ်ခုကိုထပ်တွေ့လိုက်ရတာပါ။ရွေးချယ်တာမရှိတော့တဲ့နောက်မှာသူတို့မိသားစုဟာအဲဒီမိသားလမ်းလေးတိုင်းတောအသွင်းတို့ဆင်းသွားကြပါတယ်။ဒါပေမဲ့သူတို့မသိသေးတာကဒီနေရာကိုဝင်လာတာဟာအမားတစ်ခုဖြစ်နိုင်ပြီးတော့ဒီထောင်ချောက်ထဲကနေပြန်ထွက်နိုင်ကြီးကလုံးဝမရှိနိုင်တော့တာပါဒီဇလန်းလေးကတော့တတိပေးချက်ကိုနားမထောင်ခဲ့တဲ့လူတယောက်ရဲ့ဆုံးဖြတ်ချက်တစ်ခုဟာမိသားစုတစ်ခုလုံးကိုဘယ်လောက်ထိအန္တရာယ်တဲ့တုံးပို့နိုင်မလဲဆိုတာကိုထိတ်လန့်စရာပုံစံနဲ့ပြသထားတာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးမှာတော့သူတို့မိသားစုဟာဘာတွေဖြစ်သွားမှာလဲတရားကြီးရဲ့လျှို့ဝှက်ချက်ကရောဘာလဲလမ်းလေမှာတတိပေးခဲ့တဲ့အဲ့ဒီလူကလူသားလားဒါမှမဟုတ်အခြားအရာတစ်ခုလားဆိုတာအဖြေကတော့တေချာမသိပါဘူးခင်ဗျာဇလန်းလေးကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်အပိုင်းမှာပြန်တွေ့ကြအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်